ဒီတစ်ခါကျွန်တော်တို့ဆွေးနွေးမှာက SMD register အကြောင်းပေါ့နော် register တွေမှာကျွန်တော်တို့ဘာတွေရှိလဲဆိုရှင်ကျွန်တော်တို့ PTH register လို့ခေါ်တယ်အမျိုးအစားရှိတယ်လို့ပြီးတော့ SMD register လို့ခေါ်တယ် register အမျိုးအစားလည်းရှိပါတယ်ဒီကောင်ကြောင့် PTH လို့ခေါ်တာပေါ့နော် PTH ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုခြေထောက်လေးနှစ်ဖက်ကိုခြေထောက်နှစ်ချောင်းပါတယ်ဒီလို circuit board ပေါ်မှာတွင်းထဲမှာထည့်ပြီးတော့ခဲစော်တက်ဆင်ထားတဲ့အမျိုးအစားကိုကျွန်တော်တို့က true hole PTH အမျိုးအစားလို့ခေါ်ပါတယ်နော် PTH ပေါ့ PTH နော် plate true hole ပေါ့နောက်တစ်ခုကျတော့ SMD ပေါ့ SMD ဆိုတာကျတော့ဘာလဲဆိုဒီမှာ register လေးတွေ SMD register လေးတွေSMD register လေးတွေ circuit ပြားပေါ်မှာအပေါက်မှာတစ်ခါတက်အပေါက်မှာတက်တာမဟုတ်ဘူးတစ်ခါတည်း circuit မျက်နှာပြင်မှာပါတစ်ခါတက်ပြီးခဲစော်ထားတာ SMD ဘာကွာသွားလဲဆိုရင်အကြီးအသေးကွာတယ်ဒါပေမဲ့ watt တန်ဖို့ကြတော့အကြီးတွေတော့မရဘူးပေါ့နော် register ဒီအကြီးတွေကတော့ watt တန်ဖို့အားကောင်းတယ်ဘယ်လို watt တန်ဖို့အားကောင်းလဲဆိုတို့ကိုကျွန်တော်တို့ကwatt ကြီးပေါ့အပူများများဖြတ်တာကိုလိုချင်လို့ရှိရင်ဒီလိုအကြီးတွေသုံးရတယ်ကျွန်တော်တို့ circuit ပိုင်း signal မှာအပူဖြတ်တန်းမှုတိတ်မလိုတဲ့ပစ္စည်းတွေဆိုလို့ရှိရင်အသေးလေးသုံးတယ်အသေးလေးသုံးရရင်နေရာကျုံသွားတယ်ကျွန်တော်တို့ phone circuit လိုမျိုးတအားသေးသွားတာပေါ့နော်ဒါမျိုးပါOkay ဒီမှာ resistor ပေါ့နော် SMD resistor တစ်လုံးကျွန်တော်တို့တွေ့ရမယ် SMD resistor ကဘယ်လောက်ကြီးသေးလဲဆိုရင်ကျွန်တော်လက်ပေါ်မှာတင်ပြထားပါတယ်ခွာထုတ်ပြီးပြထားတာပေါ့နော်အဲ့တော့သူ့ရဲ့ resistor ဖန်တီးရလဲအယောင်ရစ်တန်ဖို့ဖတ်ထားဖို့ရင်မခက်ပါဘူးလွယ်ပါတယ်ဒီမှာဆိုရင်ဒီ resistor ကတန်ဖိုးလေးကျွန်တော်ဖတ်ကြည့်မယ်နော်တန်ဖိုးလေးကိုကျွန်တော်မြင်မယ်အနည်းကကြည့်လိုက်ရင်332ဆိုတာဘယ်လောက်တန်ဖိုးရတာလဲဆိုတော့ဘယ်လောက်တန်ဖိုးရတာဆိုလို့ရှိရင်ကျွန်တော်အတူတူဖတ်ကြည့်အောင်နော်ဒီ resistor မှာဒါဒီရှေ့ဆုံးကရေးထားတဲ့တန်ဖိုးဒါကရှေ့ဆုံးကရေးထားတဲ့တန်ဖိုး3လို့ရှိရင်အလယ်ကတန်ဖိုးက3နောက်ဆုံးကတန်ဖိုးက2အဲ့တော့ဒီကောင်ကနံပါတ်3လုံးနဲ့ပါတယ်ပေါ့နော်3 digit လို့ခေါ်တယ်နံပါတ်3လုံးနဲ့ပါတဲ့အတွက်ဒီ resistor တန်ဖိုးကကျွန်တော်ဘာမှစဉ်းစားရမလို့သူ့ရဲ့ tolerance တန်ဖိုးက plus or minus 5ပြောင်းလဲခြင်းတန်ဖိုး9%ကြီးနိုင်တယ်9%ငယ်နိုင်တယ်ပေါ့နော်အဲ့တော့3ကကျွန်တော်တို့ပထမဖတ်တယ်လို့ပဲ3ပြန်ရေးလိုက်မယ်3 2ကကျတော့ multiplier မြောက်ဖို့ကိန်းဖြစ်တဲ့အတွက် into 10 power ဒီ2လေးကိုဒီနားမှာချလိုက်မယ်2နော်3 into 10 power 2ဒါဆိုလို့ရှိရင်3ကိုပထမတိုင်းပြန်ရေးတယ်ပြီးလို့ရှိရင်10 power 2ဖြစ်တဲ့အတွက်3ညနှလုံးဒီနှစ်ကဒီမှာကျသွားပြီနော်3300အဲ့သူ့ရဲ့တန်ဖိုးက3.1000နဲ့စားလိုက်တော့3.3 ကီလိုအိုမ်ရရှိလာပါတယ်အဲ့တော့ circuit တွေမှာကျွန်တော်တို့ 3.3k နဲ့ရေးတယ်ဆိုတာဒါဘယ်လိုဆိုလိုတာလဲဆိုတကယ်ကျွန်တော်တို့ printed circuit တွေကိုစက်ကူနဲ့ပုံလေးထုတ်ဝေတဲ့ခါကျရင်3.3လို့ရေးတာနည်းတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အကြောင်းတစ်စုံတရာကြောင့်3.3ရဲ့အလယ်က point လေးကတိတိလေးကို point တိတိလေးပြတ်သွားရင်ဘာဖြစ်သွားမလဲကျွန်တော်စဉ်းစားကြည့်မယ်နော်3.3ဆိုမှဒီ point တိတိလေးပြတ်သွားကြလို့ရှိရင်တန်ဖိုးက33ကီလိုအိုမ်ဆိုပြီးဖြည့်ထွက်သွားရင် circuit ကလွဲပြီအဲ့ခါကျတော့ကျွန်တော်ဘာလုပ်လဲဆိုကျွန်တော်တို့ထုတ်တဲ့ပညာရှင်တွေကဘယ်လိုလုပ်လဲဆိုရှင်တို့ကဘယ်လိုထားလိုက်လဲဆိုရင်3.3k ကိုဘာနဲ့ရေးလဲဆိုရှင်ဒီ k ကို point နေအောင်ပို့လိုက်တာအဲ့တော့ရလာတဲ့တန်ဖိုးက 3k 3ဆိုပြီးတော့အဖြေထွက်လာတယ်အုံးတော့ဖြုတ်လိုက်တယ်ပေါ့နော် resistor မြင်လာတဲ့ဒီ resistor ရဲ့ unit ကအုံးဆိုတာ understop ပေါ့နော် electronic level မှာ understop ဖြစ်ပြီးသားဖြစ်တဲ့အတွက် 3k 3လို့ပဲရေးတယ်အဲ့ဒါ 3.3k နဲ့အတူတူပါပဲနောက်တစ်ခုကျွန်တော်ထပ်ကြည့်လိုက်မယ်နော်နောက်ထပ်တစ်ပုံကျွန်တော်ထပ်ကြည့်လိုက်မယ်နောက်ထပ် resistor တစ်လုံးရောက်လာတဲ့ခါကျရင်ဘာဖြစ်လာမလဲဆိုရှင်ဒီမှာ03လုံး03ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ jumper ပေါ့နော် jumper ဆိုတော့လျှက်စစ်လမ်းကြောင်းတွေကိုတနေရာနဲ့တနေရာကိုကူးတဲ့ခါကျရင်သုံးပါတယ်တနေရာနဲ့တနေရာကိုလျှက်စစ်လမ်းကြောင်းတွေကိုကူးတဲ့ခါကျရင်သုံးပေးရတယ်ပေါ့နော်jumper လျှက်စစ်ကူးတာကြီးကျိုးလေးတစ်ချောင်းနဲ့လှမ်းပြီးကူးလိုက်တာဥပမာဝါကျိုးနဲ့ကူးလိုက်တာလေ jumper ပါပဲဒါပေမဲ့ SMD resistor မှာတော့ SMDR တွေမှာတော့သူက0နဲ့ရေးပြီးတော့ resistor လေးကိုဆောက်လိုက်ပါတယ်ဒါလေးပါပဲအဲ့တော့တချို့ resistor တွေကတော့လုံးဝ0 ohm ဖြစ်တယ်ဒါပေမဲ့တချို့ resistor ကြတော့ fuse အနေနဲ့လည်းအသုံးချပါတယ်အဲ့လို fuse အနေနဲ့အသုံးချတဲ့ resistor တွေကိုကြီးအောင်လည်းလုပ်လို့မရအောင်သေးအောင်လည်းလုပ်လို့မရအောင်သေးလို့ရှိရင်လည်း ampere မလောက်တဲ့အတွက် circuit ကလုံးမလို့ကြီးသွားလို့ရှိရင်လည်း ampere အများကြီးစီးလာတဲ့အတွက် circuit က error တိတ်အလုံးမလုပ်တော့ပြန်အောင်သူ့ရဲ့တန်ဖိုးပေါ့နော်တန်ဖိုးဆိုတာဘယ်လိုမျိုးလေးကိုပြောတာလဲဆိုဒီဘက်အစွန်လေးနဲ့ဒီဘက်အစွန်လေးနဲ့ဒီဘက်အစွန်လေးနဲ့ပေါ့နော်ဆိုလို့လည်းဒီနေရာလေးကိုဒီနေရာလေးနှစ်ခုတိုင်းတာပေါ့ဒီနေရာလေးကိုဒီနေရာလေးကနေဒီနေရာလေးကိုတိုင်းလိုက်ဥပမာ1 milli ဆိုရင်1 milli ရှိရမယ်
ဒါမျိုးလေးကိုနောက်တစ်ခုကျွန်တော်ဆက်ဆွေးနွေးကြည့်မယ်နော်ဒီမှာကကြတော့ဒါဇောက်ထိုးဖြစ်နေတာနော်295မဟုတ်ဘူး2နံပါတ်က562ဟုတ်ပြီနော်5ဒီကောင်က5ဒီကောင်က6ဒီကောင်က2အဲ့တော့ဖြေလိုက်မယ်ဆိုရင်တန်ဖိုးက5 6 2ဒီကောင်ရေးချမယ်5ရေးမယ်6ရေးမယ်2က10 power 2အဲ့တော့ဒီကောင်က5 6ကိုပြန်ရေးမယ်ဒီ2ကဒီကိုလာမယ်302လုံးအဲ့တော့သူ့တန်ဖိုးက5.6 ကီလိုအိုမ်အဲ့ဒီဥစ္စာကိုကျွန်တော်တို့က print တဲ့ပုံစံရေးရင် 5k 6လို့ရေးပါတယ်နောက်တစ်ပုံကျွန်တော်ဆက်ဆွေးနွေးကြည့်မယ်နော်ဒီကလေးပြီးလောက်တော့ဒီမှာတစ်ပုံတွေ့ပြန်122 122လွဲပါတယ်122ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်ရွှေစဉ်းစားကြည့်လိုက်မယ်122ဆိုရင်တည်သွားပြီအဲ့တော့ဒီကောင်က1က1ပဲ2က2ဒီကောင်က2အဲ့တော့1 2ပြန်ရေးတယ် into နှစ်ဖြစ်တဲ့အတွက်10 power 2နောက်ဒီကောင်ကဒီနှစ်ကလေးကဒီကိုဆင်းသွားမယ်1200သူ့တန်ဖိုးက 1.2 k ohm အဲ့ဒါကိုကျွန်တော်တို့က printed book စာရွက်မှာရေးမယ်ဆိုရင် 1k2 လို့ရှိရနော်တစ်ခါကြရင် 1k2 ပေါ့အဲ့ဒီမှာကြားတယ်ဒသမနဲ့ထွက်တဲ့ resistor ရှိတယ်အဲ့ဒါဆိုကျွန်တော်ဘယ်လိုရေးလဲဆိုလို့ရှိရင်ဥပမာကျွန်တော်ဆိုလိုမယ်နော်ကျွန်တော်ရှင်းပြကြည့်ရှင်းပြကြည့်မယ်ဆိုတော့ 0.5 ohm resistor အဲ့ဒါမျိုးဆိုရင် circuit diagram မှာရေးတဲ့ခါကျရင်ဘယ်လိုရေးလဲဆိုလို့ရှိရင် R5 လို့ရေး R5 လို့ရေးတယ်အဲ့ SMD resistor မှာ R5 လို့ရေးတယ်အဲ့ဒါဆိုလို့ရှိရင်sorry SMD resistor ပေါ်မှာမဟုတ်နော် schematic diagram ပေါ့ schematic diagram ဆိုတာစက္ကူပြားပေါ်မှာလက်နဲ့ဆွဲတာဥပမာဒီလိုမျိုးလေးပေါ့ resistor အတွန့်လေးရေးလိုက်တယ် resistor အတွန့်လေးရေးပြီးတော့ရှင် 0R5 လို့ရေးရှင်အဲ့ဒါ 0.5 ohm ဘာလို့လဲဆိုတော့ဒီအလဲက point လေးပြတ်သွားမှာဆိုလို့ 0.5 ohm ဒါမှမဟုတ်ရှင်0.1 ohm ဆိုလို့ရှင်လဲ 0R1 ရေးတတ်တယ်ပြီးတော့မှ resistor နံပါတ် R34 စသဖြင့်ပေါ့နော် okay ဒါမျိုးလေးရေးတာပါနောက်တစ်ခုကျွန်တော်ဆက်ကြည့်လိုက်မယ်နော်ဒီမှာတို့ resistor တွေအများကြီးမြင်ရပြီ resistor တွေအများကြီးမြင်ရပြီဘာတွေမြင်ရမလဲဆိုရင်ဒီမှာ561ဒီမှာ332ချိုးမိတ်ဆွေတွေကဒါကိုမှားတတ်တယ်ဒီမှာ100ဆိုတာဘယ်လိုဖြစ်မလဲ10 ohm ပဲဘယ်လိုဖြစ်ဒီ10 ohm ဖြစ်တာလဲဆိုကျွန်တော်ဆွေးနွေးကြည့်မယ်နော်ဒီနားမှာ100အဲ့တော့100တော့10 ohm ပဲဒီ3ညက10 power 0ဖြစ်တဲ့အတွက်ထည့်တွက်စရာမလိုဘူးโอเคဒီမှာ089မဟုတ်ဘူးเนาะ680ပါ6068 ohm အဲ့တော့ကျွန်တော်တို့တစ်ခါတလေအင်္ဂလိပ်ကဏ္ဍကဖတ်ရတာတစ်ခါတလေဇလန်းရှုပ်တတ်တယ်6နဲ့9နဲ့ကဒီလိုလေးရေးလိုက်လို့ရှိရင်6လို့9လို့မျိုးဖြစ်တတ်တယ်သူကရေးနည်းကတော့ကွဲတာပါเนาะရုပ်ရည်ကြောင်တတ်တာပေါ့အဲ့ဒါလေးကိုသတိထားရတယ်နောက်ပြီးတော့ဒီမှာ printed book မှာရေးတဲ့ခါကျဒီလိုရေးတဲ့ခါကျတော့အတဲ့ပဲဖတ်စောက်တော့ပဲဖတ်ပုံမှန်အင်္ဂလိပ်စာရှစ်ဆိုရင်အပေါ်လုံးကကြီးအောက်လုံးကအပေါ်လုံးကသေးအောက်လုံးကကြီးတယ်ဒီမှာ SMD မှာရေးတဲ့ခါကျတော့သူက digit နံပါတ်တွေဖြစ်တဲ့အတွက်ရှစ်က4000ဆက်ဆက်ကြီးအဲ့တော့အပေါ်လားအောက်လားဖတ်ခက်တယ်ဒီမှာဆိုရုပ်ရည်ကြည့်လိုက်လို့ရှိရင် EE ဟို 2EE လို့ဘာလို့ဖြစ်တာပေါ့နော်ဒီမှာကျွန်တော်မိတ်ဆွေမှာကြည့်တယ်ဒါမျိုးရုပ်ရည်ဖတ်လိုက်ရင် 2EE လို့အဲ့လိုမျိုးတွေမှားတတ်တာပေါ့နော်ဘာကတော့ SMD A5 ဆိုတာ SMD transistor ဒီရွှေရောင်လေးတွေက SMD capacitor အဲ့တော့ကျွန်တော်တွေ့ရ circuit board ပြလို့ရအောင်ဖြုတ်ပြီးတော့ကျွန်တော်မိတ်ဆွေတက်ပုံရိုက်ပြတာပေါ့နော်โอเคကျွန်တော်နောက်ထပ်တစ်ခုဆွေးနွေးကြည့်လိုက်အောင်ဒီလိုမျိုးပေါ့ဒီမှာက0 ohm SMD jumper resistor ဒါလည်း jumper resistor ပဲဒါပေမဲ့သူကကြတော့ဘယ်လိုလဲဆိုရင် PTH အမျိုးအစားမှာသုံးတဲ့ jumper သူကလည်း0 ohm resistor ပါပဲအဲ့တော့ကိုယ်တယ်ပေါ်မှာအမဲရစ်တရစ်နဲ့တွေ့မယ်ဆိုလို့ရှိရင် PTH အမျိုးအစား jumper ဒါမှမဟုတ်ရှင်0 ohm resistor ဖြစ်ပါတယ်ဒါတော့ MS893 MS893ဒါသူ့ရဲ့ model MS8910ကျွန်တော် MS8910လို့ခေါ်တယ်8910လို့လည်းခေါ်ကြတာပေါ့နော်ကျွန်တော်တို့ User Plaza ဖုန်းပြင်တဲ့ဆိုင်တွေရဲ့အပိုပစ္စည်းရောင်းတဲ့ဆိုင်မှာဒီမီတာဝယ်လို့ရပါတယ်နော်ကျွန်တော်တို့ဝယ်လို့ရပါတယ်ဒီကောင်ကျွန်တော်တို့ကဘယ်လိုပြောဝယ်လဲဆိုရှင်MS8910ပေါ့8910မီတာဆိုတော်တော်များသိကြ
သုံးလို့တော့ကောင်းပါလေအဆင်ပြေတယ်ဒါပေမဲ့ဘိုးတိုင်းလို့မရဘူးဘိုးတိုင်းလို့ရှိရင်မီတာပြက်ပြီသူကအာရန်နေ2 3ဒါသဘောပေါက်ပြီးသားပါနော်ဒီမှာဆိုလို့ရှိရင်8 2 3 2ဒီကောင်ကြတော့ဘာလဲဆိုရင်ကျွန်တော်တို့ကသူ့ကို8 2 3 2ဆိုတာဒီကောင်ကဏ္ဍလေးလုံးပါကဏ္ဍလေးလုံးပါရင်ကျွန်တော်တို့ကသူ့ရဲ့တိုးလာလို့ဆိုတာ understand plus or minus 1% ဖြစ်သွားပြီအဲ့လိုခွဲတာပါနော်သူက2မျိုးပဲရှိတယ်5% နဲ့ 1% အဲ့ကဏ္ဍသုံးလုံးရင်ကဏ္ဍသုံးဥပမာ122တွေ့လို့ရှိရင် plus or minus 5%ကဏ္ဍလေးလုံးတွေ့လို့ရှိရင် plus or minus 1ပြောင်းလဲခြင်းတွေမြောက်တာရဘာမှမကွာဘူးအတူတူပဲเนาะကျွန်တော်တို့မှကြည့်ကြည့်မယ်အဲ့မှာ8202ဒါပြန်ရေးမလဲဆိုရင်8 2 3ကိုပြန်ရေးဒီနှစ်ကဘာဖြစ်လာမလဲဆိုရင်10 power 2 8 2 3ဒီနှစ်ကဒီပြန်စင်82k ရเนาะ 82k အုံးဆိုပြီးဖြေထွက်ပါတယ်အဲ့တော့ဒီမှာကဘာလဲဆိုလို့ရှိရင် SMT အုပ်စုပေါ်မှာ EIA 96အမျိုးအစားပေါ့နော် EIA 96အမျိုးအစား SMT EIA 96အမျိုးအစား ਨੇ ဒီဥစ္စာကြတော့ဒီ video click မှာပဲကျွန်တော်တစ်ခါလေးရှင်းပြလိုက်ရင်ရှုပ်သွားလိမ့်မယ် 01A ရောဘာဒီမှမသိဒါတွေကဒီဥစ္စာတွေကကြက်ရမှာနေကြက်ရတာတော့မဟုတ်ဘူးကျွန်တော်ကကြက်တာကိုအားမပေးဘူးမှတ်စေချင်တာကြက်တယ်ဆိုတာအခြေတစ်ခုမှမေ့သွားနိုင်ကျွန်တော်အဖြစ်အပျက်တစ်ခုခုနဲ့တွဲပြီးမှတ်လိုက်လို့ရှိရင်ဒါမမေ့တော့ဘူးကျွန်တော်10တန်းတုန်းကတမိုင်းဖြေတုန်းကဆိုရှင်တမိုင်းရဲ့ခုနှစ်တည်းတိတ်ဆိတ်ညစ်ဖို့ကောင်းတာ1906 YMBA စတင်ထူထောင်ခြင်းကျွန်တော်10တန်းကျောင်းသားဘဝဆိုအသက်20မပြည့်သေးဘူးအခုကျွန်တော်အသက်40ခွန်1906က YMCA စတင်ထူထောင်တယ်ဆိုတော့ကျွန်တော်မှတ်မိနေတော့ဘာလို့လဲဆိုတော့ကျွန်တော်က line ကားနံပါတ်တွေကျွန်တော်အလုပ်လုပ်ရင်တွားတဲ့ line ကားနံပါတ်တွေကျွန်တော်မှတ်ပြီးတော့အလွယ်တကူဒါကျွန်တော်ရဲ့အမှတ်ကလေးပေါ့နော်တယောက်နဲ့တော့မတူနိုင်ဘူးအဲ့ဒါကတော့ဘလို့မှအဆင်မပြေဘူးကျွန်တော်က line ကားနံပါတ်တွေမှတ်တယ်မယ်ကျွန်တော်မိတ်ဆွေကျတော့ line ကားမှတ်တိုင်တွေကိုမှတ်တယ်တယောက်တစ်မျိုးစီဗျကျွန်တော်ဆက်ဆွေးနွေးကြည့်မယ်ဒီဥစ္စာကိုနောက်ထပ် video clip တစ်ခုမှာကျွန်တော်တတ်ဆွေးနွေးမယ်နော် EIA 96အမျိုးအစား SMT register ကိုဘယ်လိုဖတ်လဲဆိုတော့ကျွန်တော်ဖတ်ပြီးတော့နောက်ထပ် video clip တစ်ခုမှာတတ်ဆွေးနွေးပေးပါမယ်ဒါကတော့ကျွန်တော်တို့ပထမတွေ့ခဲ့တဲ့အတိုင်းပဲ true hole resistor ရှိမယ်ပြီးရှင်ဒီမှာ surface mount resistor ရှိမယ်ဒီမှာကျတော့ညိုဖြူငွေရွှေဆိုပြီးဖတ်ပေးရနော်အဲ့တော့ဖန်နီးတွေကလည်းအများကြီးရှိပါတယ်အဲ့တော့ဖန်နီးကအများကြီးရှိတယ်ဆိုကျွန်တော်မိတ်ဆွေမျက်စိလဲစရာမလိုပါဘူးအင်မတန်ရိုးရှင်းပါတယ်ဖြည်းဖြည်းလေ့ကျင့်ပါလို့ရှိရင်ဒါနော် resistor ကိုကြည့်လိုက်တာနဲ့အဖြေတန်းထွက်တာကိုတွေ့ရပါတယ်နော်